နင်စာချက်တော့ဘလို့ကြက်လဲငါတော့မျက်စိမိတ်ပြီးကြက်တယ်စာရောရရလားကြက်နေအိပ်ပျော်သွားတယ်အဲ့လိုအိပ်တော့စာရလားစာရတာမရတာတဲ့အေးဝါဖို့အရေးကြီးတယ်မြမစာတို့တင်ချတော့ရရလားအဲ့ဒါကြီးတော့ငါလည်းဘယ်ရအောင်မလဲစာတွေကိုကြက်ရင်ဒါစာမွေးစာဆိုပြီးတေချာချွိုက်ပြီးကြက်လာအဲ့ဒါတော့ငါလည်းမသိဘူးဟဲ့လွယ်တယ်ထင်ကြက်တာပဲအဲ့ဒီစာချက်နည်းကိုဖြင့်ငါအဖြစ်မကြိုက်ပါဘူးအဲ့ဒီနီးနေတာနင်ဆက်သွားမယ်ဆိုရင်ကြက်မှာပဲငါတော့အရင်နဲ့ကြက်တယ်လို့ကြက်တယ်တကယ်စာရရင်ဆိုပြီးတတ်မှလူဘာဝရော့ငါမျိုးကောင်းစေချင်လို့ပြောနေတာကောင်းစေချင်လို့ပြောနေတာဒင်းရှိလာနော်အနီရောင်လေးကြိုက်တယ်အနီရောင်လေးရှိလားမေးပေးပါလားမမဒါလေးအနီရောင်ရှိလားမသိ ။အော်အဲ့ဒါလေးကလောလောဆယ်အနီရောင်လေးကပစ္စည်းလေးပြက်နေတာအကို ရှိဦးတဲ့ကြိတ်ပါနော်မဟုတ် ။အကိုခဏလေးနော် ဟမ်ဘာဖြစ်လို့လဲ ။ဟိုအထည်ဖို့ရှင်းအောင်မယ် ဘာထဲလဲဘာမှမယူပါဘူးလေ ။အမရဲ့ဘိုက်ထဲမှာအထည်တစ်ထည်ယူထားတယ် ဟမ်မင်းကရေးသားဖြစ်ရတိတ်ရှက်ဖို့ကောင်းတာမရတောင်းပါနော်ကျွန်တော်ကမှလည်းကျွန်တော်တောင်းပါပါဟုတ်မင်းကရေးသားဖြစ်ရတိတ်ရှက်တယ် ။ရှုပ်လေးနဲ့မှမလား မောင်မောင်ဟဲ့မင်းနဲ့ကတော့အရင်တိတ်ခါကြပဲဘာလို့လူကြီးရှင်ကခိုးရလဲငါ့ကိုလူကြီးကခိုးရလားငါ့ကိုလူကြီးကခိုးရလားဟမ်大几个八几哟，大几个六几哟，几哟，你那你们。 တောင်ပေါ်ဒေသရဲ့လူမျိုးဒိုတွေနဲ့မှလိုက်တာဒါမှမဟုတ်ဒိုတွေနဲ့ဒီလိုဖြုတ်သွားမှာသိရမလားရောက်အဲ့ဘက်မပြေးနဲ့ရ ဟဲ့အဲ့ဒါပဲလေအပြင်သွားလို့မရဘူးဒီနေ့ကစုံထွက်ရက်သွားစုံနေပဲသွားသွားမိမတွေပြန်ဝင်ဟို6တယ်လည်းဝင်ဟို6နှစ်ယောက်လည်းဝင်အေးအဲ့ဒါပဲလေအပြင်သွားလို့မရဘူးဒီနေ့ကမားထွက်ရက်လေသွားမားတွေကုန်သွားစုံနေဝင်ဟို6နှစ်ယောက်လည်းဝင် anh cậu mà mình nghĩ à xong thôi vậy thì nghĩ à mà thôi vậy nếu phải trả đôi gì ngậu thôi vậy nó ကဲဒီနေ့ကစုံထွက်ရက်ဖြစ်သွားတယ်ဟဲ့ပဲလေဒီနေ့စုံထွက်ရက်နော်စုံထွက်ရက်သွားယောက်ျားလေးတွေသွားစုံထွက်ရက်ပြန်ဝင် ဒီနေ့စုံထွက်ရက်တွေမထွက်ရက်တွေနဲ့ငါတို့ကဘယ်နေ့ထွက်ရမှာလဲ ဟဲ့ဒီမှာအချောက်ထွက်ရက်ဆိုတာမပါဘူးလေစုံထွက်ရက်မားထွက်ရက်ပဲရှိတာ အဲ့ဆိုငါတို့6တရက်ဘာလို့ထွက်မှာတော့ မသိဘူးလေမေးလိုက်ပြောပေးအောင် ပြောပြရပါ6တရက်ဘာလို့ထွက်မှာတော့